မင်္ဂလာပါရှင်အရင်ဦးဆုံးဒီပွဲကိုဖြစ်မြောက်အောင်စီစဉ်ပေးခဲ့သူတွေနဲ့ဒီပွဲမှာကျမကိုလာရောက်ပြောကြားပေးဖို့ဖိတ်ကြားပေးခဲ့သူတွေအားလုံးကျေးဇူးတင်စကားအရင်ဆုံးပြောချင်ပါတယ်ခုလိုပြောကြားခွင့်ရတဲ့အတွက်လည်းအရန်ဝမ်းသာမိပါတယ်ကျမဒီနေ့ပြောမယ့်ခေါင်းစဉ်လေးပေါ့နော်ကျမခုပြောမယ့်ခေါင်းစဉ်လေးကတော့လူတိုင်းအတွက်လောက်ကန်ခွင့်လန်းဆိုတဲ့ခေါင်းစဉ်လေးပေါ့အဲ့ဒီခေါင်းစဉ်ကိုမပြောခင်မှာကျမရဲ့နာမည်နဲ့ကျမရဲ့ကိုယ်ရေးချင်းလေးကိုဒီဦးဆုံးပြောပြချင်ပါတယ်ကျမနာမည်ကမေစင်အောင်ပါအခုရွှေမင်းသားကံမီရဲ့ကွန်ပျူတာဆက်ရှင်မှာ website designer ဖြစ်တာဝန်ထမ်းဆောင်နေတာပါကျမရဲ့ဇာတိက AR တိုင်းလာပေါ်တာမျိုးနဲ့တူမြောင်မျိုးတက်ပါကျမရဲ့မိဘတွေနာမည်ကတော့ဦးကြိုင်ကြိုင်နဲ့ဒေါ်ကျင်ကျူးပါကျမမှာမွေးချင်းမောင်နှမ9ယောက်ရှိတယ်အကို3ယောက်အမ1ယောက်ကျမအငယ်ဆုံးပါကျမရဲ့ကိုရေးချင်းလေးကတော့ကျမသူငယ်တန်းကနေပြီးတော့9တန်းထိရွာမှာပဲကျောင်းတက်ခဲ့တယ်10တန်းတက်သူဝင်တန်းပေါ့တက်သူဝင်တန်းကိုတော့အာထက1မြောင်းမြမှာအောင်ခဲ့တာပါအခု12လပိုင်း20ရက်နေ့ကပသိမ်တက်သူမှာBSc Stat စရင်းပညာနဲ့ဘွဲ့ယူပြီးပါပြီလူတိုင်းအတွက်အလောက်ကန်ခွင့်လန်းဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်မပြောချင်တာကတော့အလောက်ကန်ခွင့်လန်းရရှိဖို့ဆိုတာပထမဦးဆုံးမိမိကိုယ်တိုင်ရဲ့စိတ်ဆန္ဒပြည့်စုံမှုရှိရမယ်နောက်မိဘတွေကခွင့်ပြုချက်ပေးရမယ်နောက်ဆုံးအချက်ကတော့ပတ်ဝန်းကျင်ပေါ့ပတ်ဝန်းကျင်ကပံ့ပိုးမှုပေးရမယ်အလောက်ကန်ခွင့်လန်းလို့ပြောတဲ့နေရာမှာလဲအတမွေးဝမ်းကြောင်းအလောက်ကန်ကိုဆိုလို့တလို့ပဲအရာအလုံးနဲ့လည်းသက်ဆိုင်ပါတယ်အခုဘာလို့လဲဆိုတော့ဥပမာပေါ့ကလေးငယ်တရားကိုကျောင်းတက်တော့မယ်ဆိုပါစို့အဲ့ဒီကလေးကျောင်းတက်တယ်ဆိုတာဒါအလုပ်ပဲအဲ့ဒီကလေးကျောင်းတက်ဖို့အတွက်ပထမဦးဆုံးဒီကလေးကိုယ်တိုင်ကစိတ်ပါဝင်စားမှုရှိရမယ်နောက်တစ်ချက်ကမိဘတွေကခွင့်ပြုချက်ပေးရမယ်ဒီကလေးကိုကျောင်းနေဖို့အတွက်ခွင့်လန်းကျောင်းနေခွင့်ပြုရမယ်စာသင်ခွင့်ပြုရမယ်နောက်ဆုံးချက်ကတော့ဒီကလေးကျောင်းနေဖို့အတွက်ပေါ့နော်ပတ်ဝန်းကျင်ဆိုတော့ဆရာမတွေမိတ်ဆွေတငယ်ချင်းတွေကဒီကလေးကျောင်းနေခြင်းလာအောင်ဆွဲဆောင်နိုင်မှုပေးရမယ်ပြီးတော့ဒီကလေးကိုပံ့ပိုးမှုတွေပေးရမယ်အဲ့ဒီအရာတွေအားလုံးကကလေးကျောင်းတက်ဖို့အတွက်လိုအပ်တဲ့အရာတွေပေါ့နော်ကျမ10တန်းအောင်ကားစားတော့ဆိုလို့ရှိရင်အလုပ်အရန်လုပ်ချင်တော့ကျမကိုပညာရေးဘက်မှာပေါ့အထောက်ပံ့ပေးခဲ့တဲ့ကျမရဲ့ကျေးဇူးရှင်တွေပေါ့နော်ကျမရဲ့ကျေးဇူးရှင်တွေနဲ့ကျမဖွင့်ပြောပြီးတော့ကျမရဲ့ကျေးဇူးရှင်တွေကိုဖွင့်ပြောပြီးတော့တိုင်ပင်ကြည့်တာပေါ့နော်အလုပ်လုပ်ချင်တယ်ဆိုရဲဒါပေမဲ့သူတို့ကပြောတယ်10တန်းအောင်တဲ့အချိန်မှာအလုပ်လုပ်လို့ရှိရင်10တန်းအောင်တယောက်ရဲ့အဆင့်ပဲရမယ်တက္ကသိုလ်တက်ပြီးလို့ဘွဲရပြီးမှအလုပ်လုပ်လို့ရှိရင်ဘွဲရတယောက်ရဲ့အဆင့်ကိုရမယ်လို့သူတို့ကပြောတယ်အားနဲ့ကျမလည်းကျောင်းပညာကိုဆက်သင်တယ်ပြီးတော့ကွန်ပျူတာသင်တန်းနေတက်တယ်ဒါမဲ့ကျမရဲ့ခေါင်းထဲမှာကျမရဲ့အတွေးထဲမှာအလုပ်လုပ်ချင်တာပဲတည်တယ်ဝေချင်းမပြည့်စုံတဲ့မိသားစုကြည့်ပြီးတော့မိသားစုကိုကျမကမထောက်ပံ့နိုင်ခဲ့ရင်တော့မှကျမမိသားစုအတွက်ဝင်ဖို့တစ်ခုမဖြစ်စေချင်ဘူးကျမပထမနှစ်ကျောင်းတက်ပြီးတော့ကျောင်းပိတ်ရက်မှာကွန်ပျူတာ level 1တက်တယ်နောက်ဒုတိယနှစ်ကျောင်းပိတ်ရက်မှာ level 2တက်တယ်နောက်ဆုံးနှစ်ပေါ့နော်နောက်ဆုံးနှစ်ကျောင်းမပိတ်ခင်3လလောက်အလုံးကျောင်းမပြီးခင်3လလောက်အလုံးမှာ graphic design နဲ့ SCCI စင်းငိုင်သင်တန်းတွေတက်ကျောင်းတက်နေနဲ့သင်တန်း2ခုလည်းတက်တော့အရန်ပင်ပန်းနေကျမကိုကြည့်လိုက်ရင်အများကြီးလွှားနေတာဒါမဲ့ကျမတငယ်ချင်းတွေကကျမကိုပြောတယ်နင်ဘာလို့ဒီလောက်ထိအပင်ပန်းခံနေရတာလဲတဲ့ငါတို့တောင်မှအေးစစ်နေတဲ့အချိန်မှာနင်ဘာလို့အပင်ပန်းခံနေရတာလဲလို့မေးကြဒါမဲ့ကျမပြန်ပြောလိုက်ပါတယ်ငါတို့တွေရှင်သန်လာတဲ့ဘုံချင်းကမတူဘူးလို့နင်တို့ရှင်သန်ပုံနဲ့ငါတို့ရှင်သန်ပုံတွေကမတူဘူးအဲ့ဒီအတွက်ငါကပို့ပြီးတော့နင်တို့ထက်များစွာစူးစမ်းနေရတာလို့ပြောလိုက်တယ်ကျမပတ်ဝန်းကျင်မှာရှိတဲ့အမြင်ကျင်းတဲ့သူတွေကတော့မြင်ကျင်းတဲ့သူတို့ကတော့ကျမကိုအပြစ်တင်ကြတယ်
ဝေဖန်ကြရပေါ့နော်ဒီပညာတွေတက်ပြီးတော့ဒီသင်တန်းတွေတက်ပြီးတော့အချင်းကုန်ခံငွေကုန်ခံပြီးတော့ဘာလုံးမှမဟုတ်လို့လဲပေါ့ဘာလုံးနိုင်မှမဟုတ်လို့လဲပေါ့အဲ့လိုပြောရတယ်ကျမရဲ့အတွေ့ထဲမှာအလုံးလုံးချင်တာပဲသိတယ်ဒါပေမဲ့အိမ်ကလည်းကျမလုံးလုံးမယ်ဆိုရင်အိမ်ကလည်းခွင့်ပြုမှာမဟုတ်ဘူးပြီးတော့နောက်ဆုံးကရေးကြည့်တာဘာလဲဆိုတော့ကျမတကယ်လို့အလုံးလုံးမယ်ဆိုရင်တော့မှကျမလိုမျိုး disable တယောက်ကိုလုပ်ငန်းရှင်ပေါ့နော်လုပ်ငန်းရှင်ရောဘယ်လိုပြောမလဲလုပ်ငန်းရှင်ရောကျမကိုလုပ်ခွင့်ပေးမလဲပေါ့နော်အလုပ်ပေးမလဲပေါ့အဲ့လိုမျိုးကျမတွေးမိတယ်အဲ့လိုတွေးမိပေမဲ့လည်းလူဆိုတာကိုယ်ပိုင်ရည်ချင်းဆိုတာရှိတယ်လူတိုင်းမှာကိုယ်ပိုင်ရည်ချင်းရှိတယ်လူတိုင်းမှာလုပ်ပိုင်ခွင့်တွေလည်းရှိတယ်ပြီးတော့ဘယ်သူမဆိုသူ့နေရာနဲ့သူကတော့အသုံးဝင်တာပဲအဲ့ဒီအတွေ့တစ်ခုကိုကျမခေါင်းထဲမှာအမြဲတမ်းတွေးပြီးတော့ကျမဘယ်သူပဲဘယ်လိုပဲကျမကိုဘယ်လိုပဲဝေဖန်ရှုံချဘာမှဂရုမစိုက်ပဲနဲ့ကျမသင်တန်းတွေတက်တယ်သင်တန်းတွေတက်ပြီးတော့ကွန်ပျူတာသင်တန်းတွေတက်ပြီးတော့IT လမ်းကြောင်းပေါ်ကိုရောက်လာတာပေါ့နော်ကျောင်းကလည်းပြီးသွားပြီအလုပ်ကလည်းအရန်လုပ်ချင်တယ်အဲ့ဒီအချိန်မှာတကယ်တမ်းကျမလုပ်မယ်ဆိုတော့အိမ်ကလည်းအလုပ်ခွင့်ပေးပါတယ်ကျမရွှေမင်းသားကိုရောက်လာတယ်ရွှေမင်းသားကိုရောက်လာတယ်ရွှေမင်းသားမှာဆက်အလုံးဝင်ကလေးကလည်းအားလုံးကနွေထွေးကြိုဆိုကြရဲဆိုတော့အလုံးမှာလည်းပြဿနာမရှိဘူးပြီးတော့ကျမအမှအလုံးလုပ်နေရင်းနဲ့ website design ကိုသင်တန်းကိုတက်တယ်ကျမအလုံးလုပ်ရင်းနဲ့လေ့လာရင်းနဲ့အလုံးလုပ်တာပေါ့နော်ကျမရဲ့အိမ်မက်ကကျမဖြစ်ချင်တာပေါ့နော်ကျမဖြစ်ချင်တာကျမရဲ့အိမ်မက်က website design မှာ professional တယောက်ဖြစ်ဖို့ပါကျမရနိုင်တဲ့လောက်လဲယူမယ်ဒီထက်ပိုပြီးတော့လဲစူးစမ်းမယ်ပြီးတော့ကျမအခုသိထားရဲဆိုတာလဲအခုမှတီးကင်းလောက်ပဲရှိသေးတယ်ဆိုတော့ကျမစူးစမ်းဖို့လဲအများကြီးလိုပါသေးတယ်ခေတ်ကြီးကတကယ်ကိုပြောင်းလဲနေပါပြီလူတွေပေါ့သင်တန်းတွေဆိုလို့ရှိရင်လဲအများကြီးပဲတက်ချင်တဲ့ဘာသာတက်ချင်တဲ့သင်တန်းကိုလျှောက်ချင်တဲ့လမ်းကိုလျှောက်ချင်တဲ့ဘာသာကိုလိုချင်တဲ့ဘာသာကိုလျှောက်ချင်တဲ့လမ်းမှာကိုကြိုက်တဲ့ပုံစံနဲ့ရှောက်နိုင်ဖို့ဆိုတာခုခေတ်မှာအရန်ကိုလွယ်ကူပါတယ်ကျမတို့ရုံးမှာပေါ့နော်ကျမတို့ကံမှာဆိုလို့ရှိရင်ဝန်ထမ်းအယောက်40ကျော်ရှိတယ်အဲ့ဒီ40ကျော်မှာမှ disable ဝန်ထမ်း12ယောက်ပါပါတယ်ကျမတို့ကံမျိုးအုပ်ချုပ်နေတဲ့ MT ကိုယ်တိုင်ကလည်း disable တယောက်ပါဝန်ထမ်းတွေအများကြီးနဲ့လုပ်ငန်းတွေကိုအုပ်ချုပ်နိုင်တဲ့အရေးအချင်းတွေဆက်ရမှာအများကြီးရှိတကယ်တော့ disable not disable ဆိုတာစိတ်ဓာတ်နဲ့သူ့ရဲ့လုံနိုင်စွမ်းရည်လောက်ဆောင်နိုင်စွမ်းရည်တွေကိုကြည့်ပြီးတော့ပဲခွဲခြားသတ်မှတ်တင်တယ်လို့ကျမကတော့ထင်ပါတယ်အမြင်အောင်ချိုရင်းတဲ့သူတယောက်ကိုလူတွေကပြောကြမယ်သူက disable တယောက်ပေါ့ဘာလို့လဲ तू ကအညာရုံချိုရင်းနေလို့ဟုတ်ကျမလက်ခံပါတယ်ဒါပေမဲ့သူတို့ရဲ့အဲ့ဒီအတွေးကိုနည်းနည်းလေးတော့ကျမပြင်ပေးချင်တယ်ဘယ်လိုလဲဆိုတော့ကျမတို့ရုံးမှာအခု totally blind ပေါ့နော်မျက်လုံးနှစ်ဖက်စလုံးမမြင်အောင်အဲ့ဒီဝင် disable ရမှာမျက်လုံးနှစ်ဖက်စလုံးမမြင်ရတဲ့totally blind ပေါ့နော်အဲ့အကိုတယောက်ဆိုလို့ရှိရင် तू ကကျမတို့ country မှာရှိတဲ့ computer section လုံးကို network ပိုင်း hardware ရော software ရောသူတယောက်တည်းတောင်းယူပြီးလုပ်ဆောင်နေတာသူ့ကိုဆိုလို့ရှိရင် disable လို့ကျမကတော့မတတ်မှတ်ဘူးဘာလို့လဲဆိုတော့သူ့မှာလှုပ်ဆောင်ခြင်းစိတ်တွေရောလှုပ်ဆောင်နိုင်စွမ်းရည်တွေရောရှိတယ်ကျမတတ်မှတ်ထားတဲ့ disable ဆိုတာလှုပ်ဆောင်နိုင်စွမ်းရည်ရောလှုပ်ဆောင်ခြင်းစိတ်တွေရောမရှိတော့မှ disable လို့တတ်မှတ်တင်တာအခုဆိုလို့ရှိရင် disable အတွက်လုပ်ငန်းနေရာတွေပေါ့နော်နေရာတွေတော်တော်များများရှိနေပါပြီတကယ်တော့ disable မှ not disable မှမဟုတ်ပါဘူးစူးစမ်းတဲ့သူကရှိရမှာပဲကျမတို့ဆရာဆိုလို့ရှိရင်အမြဲတမ်းကျမတို့ပြောတယ် disable မှုလို့တနာလို့နေရာပေးထားတာမဟုတ်ဘူးတကယ်စူးစမ်းတဲ့သူ
တကယ်အရေးချင်းရှိတဲ့သူပဲနေရာရမှာလို့အဲ့လိုအမြဲတမ်းပြောတယ်တကယ်တော့စူးစမ်းခြင်းစိတ်နဲ့သူ့ရဲ့ဆက်ဆောင်နိုင်ပေါ်တွေပဲမူတည်ပါတယ်ဒါပေမဲ့ကျမတို့လို disable တွေကတာမန်လူတွေနဲ့ရှင်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ကျမတို့ disable တွေကပိုပြီးစူးစမ်းရပါတယ်သူတို့တွေနဲ့တန်းတူဖြစ်ဖို့ဆိုတာကျမတို့ကပိုစူးစမ်းရပါတယ် disable တွေတောင်မှအခုချိန်မှာဆိုလို့ရှိရင် disable တွေတောင်မှနေရာတော်တော်များများမှာလုပ်ငန်းခွင်တွေဝင်ပြီးတော့လုပ်နိုင်တယ်ဆိုလို့ရှိရင်တာမန်လူတွေအတွက်လူကောင်းတွေအတွက်အလောက်ကန်ခွင့်လဲဆိုပို့ပြီးတော့ရှိပါတယ်တကယ်စူးစမ်းမယ်ဆိုလို့ရှိရင်အလောက်ကန်ခွင့်လဲနေမှာအများကြီးပါပဲတာမန်လူတွေကိုယ်တိုင်ကိုကလှုပ်ဆောင်ခြင်းစိတ်တွေမရှိဘူးစိတ်သက်ကြနေတယ်ဆိုလို့ရှိရင်ကျမတို့လိုမျိုး disable တွေကဘယ်လိုလုပ်ကြလဲကျမနောက်ဆုံးပေါ့နော်နောက်ဆုံးအကြံဉာဏ်လေးပေးချင်တာပေါ့နော်ကျမရဲ့ဖြစ်မြင်ချက်လေးပေါ့ကျမရဲ့ခံယူချက်ဆိုလည်းမမှားပါဘူးလူတိုင်းကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်အသက်ရှင်ကြဖို့ပေါ့နော်သူတစ်ပါးရဲ့ဆုံးဖြတ်ချက်နဲ့အသက်ရှင်နေတဲ့သူဟာဘယ်တော့မှမကြည့်ပွားဘူးမတိုးတက်ဘူးဒါကျမရဲ့ခံယူချက်ဆိုတော့မှားကောင်းလဲမှားနိုင်မှာပါကျမတို့ငယ်ငယ်တုန်းကလမ်းမလျှောက်တတ်ခင်ပေါ့နော်လမ်းမလျှောက်တတ်ခင်မှာလူကြီးတွေကကျမတို့လက်ကလေးကိုကင်ပြီးတော့လမ်းလျှောက်တင်ပေးခဲ့ကြတယ်။ဒီကတော့လမ်းလျှောက်တင်ပေးတယ်ဆိုတာအချိန်တိုင်းတာတစ်ခုထိပါပဲ။လူဆိုတာလမ်းလျှောက်မတင်ပေးရင်တော့လမ်းလျှောက်မတင်ပေးရင်လည်းတစ်ချိန်မှာလမ်းလျှောက်လာတတ်မှာအဲ့ဒါသဘာဝပဲလေ။တကယ်လမ်းလျှောက်တင်ပေးခဲ့တာမဟုတ်ပါဘူး။လမ်းလျှောက်မတက်ခင်မှာလဲပြိုကြမှာဆိုလို့ဒဏ်ရာရမှာဆိုလို့တဲမှတ်ပေးခဲ့တဲ့သဘောပါပဲကျမကတော့အဲ့လိုမျိုးပဲယုံကြည်ထားတယ်အဲ့လိုပဲသူတစ်ပါးရဲ့သုံးဖြတ်ချက်သူတစ်ပါးရဲ့အကြံဉာဏ်ကိုယူရဲဆိုတာလဲပညာမစုံခင်အတွေးခေါ်မင်းတက်ခင်အချိန်တိုင်းတာတစ်ခုထီးပဲရှိတင်တယ်လို့ကျမကထင်တယ်အားကြောင့်ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုအသက်ရှင်စေခြင်းနဲ့လူတိုင်းကိုပေါ့လေကိုယ်ဆုံးဖြတ်ချက်နဲ့ကိုပဲရက်တည်သွားစေခြင်းနဲ့စပိန်စီးတဲ့သူပြောက်လို့ပေါ့ပထမဦးဆုံးစပြီးစီးကာစတင်ကာစအချိန်မှာတော့လဲပြိုကြမယ်ဒဏ်ရာရမယ်သွေးစသွေးညာတွေရှိမှာပဲဘာပဲဖြစ်ဖြစ်ကိုယ်ဆုံးဖြတ်ချက်နဲ့ကိုအသက်ရှူရတာအသက်ရှူသွားလိမ့်မယ်လို့တော့ကျမကထင်ပါတယ်အခုလိုစက္ကန့်နဲ့အမျှပါနော်ကြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးထဲမှာစက္ကန့်နဲ့အမျှရွေးရှာကြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးထဲမှာကိုကရက်နေမယ်ဆိုလို့ရှိရင်ကိုကြံခွဲဖို့ပဲရှိတယ်အားကြောင့်မလို့ရက်တန့်နေခဲ့တယ်ဆိုလို့ရှိရင်လေအဲ့ဒီရက်တန့်ခဲ့တဲ့အချိန်ကိုပြန်မတွေးတော့ပဲနဲ့နောက်လာမယ့်အချိန်လက်ရှိချိန်နဲ့နောက်လာမယ့်အချိန်တွေမှာနောက်လာမယ့်အချိန်တွေနဲ့လက်ရှိအချိန်တွေအတွက်အကျိုးရှိရှိအသုံးချသွားကြပါလို့ပြောကြရင်းနဲ့ဒီလိုချုပ်ချင်ပါတယ်ရှင်